Hello ဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အခုလိုမျိုးသူရဲ့အရှင်မတက်တဲ့ခံခွင့်ပေးတဲ့အတွက်လည်းကျေးဇူးတင်တဲ့ဒီမှာရှိတဲ့ဆရာတွေအတွက်လည်းကျေးဇူးတင်တဲ့ခုလိုမျိုးအချိန်နာရီပြင်ဆင်ပေးတဲ့အတွက်ရှုစွာအနေနဲ့ကျမတို့ရတီမှာဆရာခန့်တော်အိမ်မှာနေတဲ့အကြောင်းနဲ့တက်တဲ့ခံခြင်းနဲ့လူရတီမှာအဲ့မှာနေတော့ကဆရာကဒီကနေမသွားခင်မှာဖုန်းရင်ဆက်တယ်ပေါ့ဆရာလာနေလို့ရလားလို့ပြောတော့ခါကျလာနေလို့ရတယ်တဲ့တလမှာတသိန်းပေးရမယ်ဆိုမှအဲ့လိုမျိုးပြောတယ်အဲ့ဒါခါကျတော့နေဖို့သွားတယ်အဲ့မှာအဲ့နေရာဒီမှာနေဖို့တလအဲ့မှာရောက်တဲ့ခါမှာကျွမ်းမကအချင်းနဲ့မကောင်းတဲ့ခါကျတော့မိတို့ကလည်းမြို့မှာစစ်ပေးရှောင်ဖို့သူတို့ကလည်းသွားကြတယ်သူတို့မြို့မှာနေတဲ့ခါကျတော့သူတို့အင်ငါးခါရောပြီးတော့ကလေးတွေတက်ဆိုပြီးမှကင်းမောင်လေးကဒီလာကျတော့နောက်မပူတီဘူးအမေတို့ကအရင်ပို့ပေးမယ်ဆိုမှသူကပြောတယ်ရတယ်လေသူတို့ကအရင်ပို့ပေးပါဆိုမှသူတို့ကပြောတယ်အဲ့မှာသူတို့ပို့ပေးတဲ့ခါကျအမှတလဖြစ်တဲ့ခါလာကုန်ခါနေမှာဆရာကအဆောင်ခအလပေးချင်တဲ့သူရှင်ပေးလို့ရပြီဆိုတော့ပြောတဲ့ခါကျတော့ကျမအမေတို့ပို့ပြီးဆိုတော့ကျမဗာလေမောင်လေးကမပူတော့တဲ့ခါကျတော့ကျမအရင်ဒုက္ခရောက်တယ်အဲ့ဒါချင်းတော့ငါဘယ်လိုလုပ်ရမလဲဒီပတ်စံတသိန်းဆိုမှငါအလုံးလည်းမလုပ်ဘူးဘယ်နာတော့ရှာရမလဲဆိုမှစဉ်းစားတယ်ဘယ်လိုပဲတငယ်ချင်းမဲ့သူဆိုရင်လည်းစဉ်းစားကြည့်တယ်အဲ့လိုမသိဘူးချင်းမဲ့သူလည်းမသိဘူးဒီတိုင်းမနေတာအဲ့နဲ့ညနေမှရေချိုးဖို့သွားတယ်အင်တာနက်မှာနေမှာအဲ့အင်တာနက်မှာပဲထိုင်ပြီးမှငိုတယ်ရေလည်းမချိုးတော့အဲ့မှာထိုင်ပြီးမှငိုတာဘာလို့ဒီရတယ်အဲ့လိုမျိုးဖြစ်ရတယ်လဲဆိုမှစိတ်ထဲမှာအရင်ညှိသွားတယ်လို့ပြောမှအဲ့လိုမျိုးပြောတော့မပြောနိုင်ဘူးဒီမှာနှလုံးသားထဲမှာပဲအဲ့လိုမျိုးထားတာဘာလို့ဒီရတယ်ကြုံရတာလဲဗျာဘာလို့ဒီရတယ်မလုပ်ပေးနိုင်ဘူးလားဆိုမှစိတ်ထဲမှာအဲ့လိုမျိုးပြောတယ်အဲ့မှာဆရာကညနေကျရင်ဒီဘို့ရှင်းလို့မယ်စောစောလို့ကြာအောင်ဆိုမှအဲ့လိုပြောကြားတဲ့ခါကျတော့အဲ့ထားရင်းနဲ့အမထိုင်တဲ့နေရာနဲ့တခါထားပြီးမှရေချိုးမှအမသူကဒီဘို့ရှင်းလို့တဲ့ဒီဘို့ရှင်းလို့တဲ့ခါမှာသူကတရားဟောပြီးတဲ့ညနေလို့သူပဲပုံမှန်တရားဟောပြီးတဲ့ခါကျတော့သူကတရားဟောတာတခုပါလဲဆိုတော့ဘုရားရဲ့မြတ်တာကြောင့်ကိုသူကဟောပြီးတယ်အမဟောပြီးတဲ့ခါကျတော့အမဟောတဲ့အချိန်မှာဘုရားသခင်ကကားတိုင်းပုံမှာတေခံပေးခဲ့တဲ့အသွေးသွင်းလုံးပေးခဲ့တဲ့အကြောင်းသူကပြောတယ်အမပြောတဲ့ခါကျတော့ဘုရားသခင်ကအမှုပြီးပြီဆိုတဲ့အခါမှာသူကအမှုပြီးအောင်သူရဲ့ခံစားတဲ့အရာပြီးတာမဟုတ်ဘဲနဲ့နန်းတို့ရဲ့ပြဿနာတွေခက်ခဲတဲ့အရာတွေဘုရားသခင်ကပြည့်စည်ပေးတယ်ဆိုတဲ့အရာပြောတဲ့ခါမှာကျမအဲ့မှာကိုယ့်ရဲ့အသက်တာထဲမှာအတိတ်တပံဘုရားရဲ့မေတ္တာကိုပို့ပြီးမှခံစားရတယ်ဘာဖြစ်လို့ဆိုတော့အိုးဟုတ်တယ်နော်ကိုယ့်ရဲ့အနောက်မှာပဲဖြစ်လာမယ့်ရမယ်ဘုရားသခင်အခုကိုကြုံတဲ့အရာကတသေးလေးပဲသူ့တသေးလေးပဲဒါပေမဲ့ဘုရားသခင်ရဲ့မေတ္တာတွေကိုမစင်စားမိဘူးဘုရားသခင်ရဲ့ပြုခဲ့တဲ့အမှုတွေကိုမစင်စားမိဘူးကိုခက်ခဲမှုများတဲ့ဘုရားသခင်ရဲ့မေတ္တာတွေကဘိုးကြီးမားတဲ့အကြောင်းကိုမသိတဲ့ခါကျတော့အဲ့မှာဘုရားသခင်ကသူ့ရဲ့မေတ္တာကိုအသက်တန်ဖန်ပြန်ပြီးမှခံစားစေတယ်။အိုးဘုရားသခင်ကဒီအရာလေးတော့သူအရာလေးတော့ဆိုတဲ့အရာကိုကကျတော့အကျေကြီးချဲလိုက်တယ်။ဘုရားတမချဲတော့ဘုရားတန်နိုင်ခြင်းကိုမေ့လိုက်တယ်။ကိုရဲ့ခက်ခဲခြင်းကိုကိုကဦးစားပေးတဲ့ခါမှာဘုရားရဲ့တန်နိုင်ခြင်းကိုမေ့ခဲ့တယ်အဲ့မှာအသက်တန်ပြန်ခံစားတယ်အဲ့မှာဘုရားသခင်ကအမှုပြီးပြီဆိုတဲ့အရာမှာကိုရဲ့ပြဿနာတွေသူကဖြေရှင်းပြီးပြီဆိုတဲ့အရာကိုသိတဲ့အခါမှာအဲ့ဒါကစာရင်မှာဘုရားရဲ့ကျေးဇူးတော်ပဲချီးမွမ်းတယ်အဲ့ညမှာဆရာကငါဟာလွတ်မြောက်တော့သူပဲဆိုတဲ့တခြင်းကသူကအမကုတ်ကွယ်ခြင်းနဲ့လွတ်တဲ့ခါမှာကျမအရင်လွတ်မြောက်တယ်ဘုရားမြတ်တာတွေကိုအသက်တပံပြန်လေခံစားတဲ့ခါမှာဘာမှတခြားရဘာမှမလို့အဲ့ချင်းတော့အရင်ကြီးတွားခဲ့တဲ့အမအင်တာမှာရေချိုးဖို့လို့ငါဆိုညီတော့မယ်အဲ့ဘုရားမြတ်တာခံစားတဲ့အချိန်မှာကျတော့ဒီအရာတွေကဘာမှမဟုတ်တော့ဘူးဆိုတဲ့အရာကိုသိတဲ့ခါမှာအရင်ဝန်တာတဲ့စက်ထင်မှာတငယ်ချင်းစီမှာတော့မပြောဘူးမျက်ရည်ပဲကြာအဲ့မှာအရင်ထူးဆန်းနေအဲ့မှာမနစ်ပြန်မှာကျတော့အဲ့ကျမရဲ့ညီလေးမောင်လေးကပြောလာတယ်ပတ်စံလွှဲပြန်တော့3သိန်းလို့ပြောတဲ့ခါကျတော့အော်တော့ဘာဖြစ်လဲဟိုပြီးခဲ့တဲ့လာတော့ကအမေတို့ပို့ပေးမယ်ဆိုဘာဖြစ်လို့ပြန်လဲပို့ပေးရလဲဆိုရင်သူပြောတဲ့ခါကျတော့သူကဆရာကကဲတော့ဗာလဲသူတို့အလုပ်ရှင်ကားတဲ့ဒီလာတဲ့ကြိုးမှထုတ်ပေးမယ်လို့ပြောတဲ့ခါကျတော့ကျမအရင်ဝန်တာတယ်ဘာဖြစ်လို့ဆိုတော့ तू ကအမေတို့ပို့ပေးတဲ့ခါကျတော့အမမလေးရှားမှာလုပ်တဲ့သူဆိုရင်လကုံမှကျမရဲ့မောင်လေးဆိုတော့လကုံရင်နှုတ်တပွဲမှာ तू ပေးရလို့ပြောတယ်အဲ့နေ့မှာထူးထူးဆန်းဆန်းကြိုးပြီးမှထုတ်ပေးရလို့ပြောတဲ့ခါကျတော့ကျမအရင်ဝန်တာတယ်အော်ဒီအရာတွေကဖျက်ပြင်ဆင်ပေးထားတဲ့အရာပဲဟိုဖျက်အရင်ကောင်းပြီလို့ဆိုမှအဲ့မှာအရာနဲ့ထိုင်မှငိုတယ်ငိုမှအော်ဖျက်ရဲ့ကောင်းမြချင်းကိုမင်းတွေ့လေသူ့ကိုချီးမွမ်းခြင်းလေသူ့ရဲ့မောက်တော်ထဲမှာတိုးဝင်ခြင်းလေဖြစ်တယ်အဲ့မှာသူဆိုရင်ဝန်ဖန်လေး
ပေးရတယ်ရေဖို့ဆိုရင်လည်းပေးရတယ်အဲ့လိုမျိုးပေးရတဲ့ခါကျတော့အဲ့မှာလည်းမရှိဘူးဒါပေမဲ့ညီမလေးဒီဘောရာပြောတယ်ငါနင်းကအကောင်လုံးပေးပြီးပြီနော်ပေးစရာမလိုဘူးဆိုမှ तू အပေးပြီးပြီအရင်ဝန်တာတယ်အဲ့ဒါသူများတော်ပြောမယ်ဆိုရင်ရာရပပလေးပဲလို့ပြောရင်ပြောကြမယ်ဒါပေမဲ့အရင်ခက်ခဲတဲ့ချိန်မှာကျမတော်အရင်ဝန်တာတယ်လို့ပြောရမှာ तू ကအဲ့လိုမျိုးထပ်ပေးတဲ့ခါကျတော့ပြီးတော့တလားစာကပေးတယ်ပြီးတော့ဆရာကလည်းနောက်2လတော့မပေးနေတော့နော်ဆိုမှပြန်ပြောတဲ့ခါကျတော့အရင်ဝန်တာတယ်ဘာဖြစ်လို့ဆိုတော့အဲ့ချိန်မှာစက်ပြလည်းမရှိတော့ဘူးစက်ပြတယ်စက်ပြမရှိတော့ဘူးအဲ့နဲ့ဆရာကလည်းဒီတလားပဲပေးတော့2လတော့မပေးနေတော့ဆိုအဲ့လိုပြောတဲ့ခါကျတော့ကျမအရင်ဝန်တာတယ်ဘာဖြစ်လို့ဆိုတော့စက်ပြလည်းမရှိတော့အဲ့နဲ့နေဝေဖို့ဆိုရင်မှမထားလိုက်တယ်အမစက်ပြရလေးဝေတယ်ဘာပြောချင်လဲဆိုတော့ဘုရားကသူ့ရဲ့မြတ်တာတွေကိုတကယ်ခံစားပြီးသူ့ရဲ့လို့ပေးခဲ့တဲ့အရာကိုကိုကစိတ်ထဲမှာတကယ်လင်းနဲ့ရှာတည်တဲ့ခါမှာသူ့ရဲ့ကြီးစုတော်ချီးမွမ်းတဲ့ခါမှာ तू ကတစ်ခုပြီးတစ်ခုပြင်ဆင်ပေးတဲ့အရာများကိုကိုရဲ့ခက်ခဲချင်းတွေကိုဂျားသခင်ကပြင်ဆင်ပေးတဲ့အရာကိုတွေ့ရတယ်ပြီးတော့ဒီမှာရှိတဲ့တငယ်ချင်းတွေကိုလည်းအားပေးခြင်းနဲ့ကိုရဲ့ခက်ခဲမှုတွေကိုလောကမှာမရှာပါနဲ့လောကမှာရှာရင်တော့မနေ့ပြန်တပတ်ခါတလားနလားတွေ့နိုင်တယ်လောကမှာမတည်မြဲဘူးဘာဖြစ်လို့ဆိုတော့ဘုရားမျက်မှောက်တော်ထဲမှာပဲတိုးဝင်ပြီးဘုရားထဲမှာပဲရှာပါဆိုမှဒီမှာရှိတဲ့သူလည်းခွန်အားပေးခြင်းနဲ့ဘာဖြစ်လို့ဆိုတော့ဘုရားမြတ်တာအဲ့နေရာတည်းနဲ့ဆိုင်မှာကျွန်မအရန်လွတ်မြောက်တယ်ပြီးဘုရားမြတ်တာကိုလည်းပုံမြင့်ခံစားရတယ်ပြီးတော့သူ့ကိုပြီးခဲ့တဲ့ပတော်ဝရှိမှာဆိုရင်လည်းသူ့ကိုချီးမွမ်းလေသူ့ရဲ့ကြီးမြတ်ခြင်းကိုမြင်တွေ့လေသူ့မျက်မှောက်တော်တိုးဝင်လေသူ့ရဲ့မြတ်တာတွေကိုပို့ပြီးမှခံစားလေစိတ်ထဲမှာလုံးဖြစ်တဲ့ခါကျတော့ဘုရားကိုအရင်ကဆိုဘုရားချီးမွမ်းရင်လည်းလက်မြောက်တာတော့အဲ့လိုမျိုးလူထတော့ဆိုမလို့ရဘူးလူတွေကအရင်အာယုံဆက်တယ်အော်အဲ့လိုမျိုးလို့ရင်လူတွေကပြောကြမှာပဲအဲ့လိုမျိုးဒါပေမဲ့အဲ့နေရာတီကစားပြီးမှဘုရားမြတ်တာခံစားတဲ့အချိန်ဆိုင်မှာအော်ငါလူတွေကြီးဖို့ဘုရားကိုကိုယ်တာမဟုတ်ဘူးဘုရားကကြီးမွေးလွန်းလို့သူ့ရဲ့မြတ်တာတွေကိုလုံလောက်လို့ကိုကသူ့ကိုကိုယ်တာဖြစ်တယ်ဆိုမှအဲ့ဒါဆိုမှအရင်လွန်မြောက်တဲ့ခါကျတော့ဘုရားသခင်ကိုလည်းမြတ်မောက်တော်ထဲမှာပို့ပြီးမှတိုးဝင်လေသူများကိုလဲလဲမကြည့်တော့ဘူးဘုရားနဲ့ကိုယ်နဲ့တွေ့ဖို့ပဲအခုဒီကိုလာတာဘုရားရဲ့မြတ်မောက်တော်တိုးဝင်ဖို့ဆိုတဲ့အရာကိုအဲ့လိုမျိုးခံစားတဲ့ခါကျတော့ဘုရားရဲ့မြတ်မောက်တော်ကိုလည်းအရင်တိုးဝင်တက်လာတယ်ဘုရားကိုလည်းချီးမွမ်းအရင်ကထက်ဆိုင်အများကြီးအရင်ကတာဝန်ရလို့ပဲချီးမွမ်းလို့ပြောရမှာအဲ့လိုမျိုးအခုဆိုရင်အရင်ဘုရားရဲ့ကြီးမြတ်ခြင်းကိုမြင်တွေ့တဲ့အခါမှာအရင်ချီးမွမ်းတယ်အဲ့ဒါကျွန်တော်ဒီမှာရှိတဲ့တငယ်ချင်းနဲ့အပေးခြင်းနဲ့ဘုရားရဲ့မြတ်တာဆိုရင်သူများပြောတာလို့သူများခံစားပြီးမှပြောတာလို့ကိုယ့်ရဲ့စဉ်းစားခြင်းတွေးခေါ်ခြင်းနဲ့ပဲမလုံလောက်ဘူးတကယ်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာဘုရားရဲ့မြတ်တာတွေကိုလေးလေးနက်နက်တွေးစေခြင်းနဲ့စဉ်းစားခြင်းနဲ့ဘုရားကအယံကြီးမြင့်တဲ့ဘုရားဖြစ်တဲ့အကြောင်းကိုသိသိခံခြင်းနာဖြစ်တဲ့တခြင်းတပေါ်တော်ဖြစ်ဘုရားရဲ့ဂုဏ်တော်ချီးမွမ်းခြင်းပါတယ်ကျုပ်တင်ချီးမွမ်းဆိုတဲ့ခြင်းနဲ့ဘုရားရဲ့ဂုဏ်တော်ချီးမွမ်းခြင်းပါတယ်မရှောင်လန်းခြင်းပါကိုရောရဲ့လူတော်တန်ဖြစ်စေပါစံတဝါဝါနေပဲမရှောင်လန်းခြင်းပါကိုရောရဲ့လူတော်တန်ဖြစ်စေပါရှောင်းလန်းခြင်းပါကိုရောရဲ့လူတော်တန်ဖြစ်စေပါစံတဝါဝါနေပဲမရှောင်းလန်းခြင်းပါကိုရောရဲ့လူတော်တန်ဖြစ်စေပါဒါရွေးကောင်းတဲ့အကျဉ်းစီကိုရောနိုင်ရှိနေတယ်